စာမျက်နှာ284ကံကံဤအကျိုးအဖွင့်တဲ့နော်ဘုရားရှင်လက်ထက်တော်တုန်းကသူဘလူလင်သည်လူချင်းတူပါလျက်တုံးနဲ့တူအကျိုးပေးထူးခြားပုံကိုမြင်ရသဖြင့်မရှင်းလင်းသည့်အတွက်မေးလျှောက်အပ်သောပြဿနာ14ချက်ကိုဘုရားရှင်ဖြေတော်မူပုံမှာယခုခေတ်လူတို့နားလည်ဖို့ကောင်းလာသောကြောင့်ပါဠိတော်အတိုင်းဝယ်အနှဲငယ်မြရှင်းနောက်ထား၍အတူချုပ်ရေးသားပေအံ့တဲ့ဒီမှာသူဘလူလင်သူဘဆိုတာတင့်တယ်တယ်လှပတယ်လို့ပြောတာမောင်လူချောပေါ့အဓိပ္ပာယ်ကတော့သူ့နာမည်ပါလဲမောင်လူချောသူ့အဖေကတောဒေယဆိုတဲ့ပုံနာပစ္စည်းလဲချမ်းသာတယ်ရွာလူကြီးလဲဖြစ်တယ်ဩဇာလဲရှိတယ်ဒါပေမဲ့သူ့မှာအယူမှားမိစ္ဆာဒိဋ္ဌိဖြစ်နေတယ်လှူတယ်ဆိုတာကုန်နာမရဘူးလို့အဲ့လိုဆွဆွမြဲမြဲယူထားတယ်ဒါကြောင့်ရွာလူကြီးကလည်းဖြစ်ပစ္စည်းဥစ္စာလည်းပြည့်စုံချမ်းသာအဲ့တော့သူနဲ့မကင်းရမကင်းကြောင်းတွေကို15ရက်တစ်ချိန်ခေါ်တယ်လာပြည့်လာွယ်ပေါ့သူ့အိမ်ကိုဖိတ်ပြီးတော့အဆုံးမစကားပြောတယ်ဘာပြောလဲဆိုတော့အင်ဇနာနံခယံဒိဋ္ဌဝဥပစိကာနိသအာဇယံမဒုနိဇတမဟာရံပန္တိတောကရမာဝတိ15ရက်တိုင်းပြောတာအဲ့ခါထားအောင်အင်ဇနာနံမျက်စင်းကြောက်တို့ဤခယံသွေးပါများလျင်ကုံသွားခြင်းကိုဒိဋ္ဌဝဉာဏ်အားထင်ထင်ရှုမြင်၍၎င်းအမောင်တို့အမိတို့မျက်စင်းကြောက်ဆိုတာဒီလိုမျိုးဟိုမျက်စင်းခတ်တဲ့ဟာမဟုတ်ဘူးနော်ဒီမှာဒီနေရာလေးကိုပြောတာအဲ့မျက်ခွန်လေးကိုညိုအောင်ဆေးဆိုးတာလေအိန္ဒိယအခုဟိုမိတ်ကတ်တွေပါတယ်လဲရင်ဒီနေရာလေးကိုညိုအောင်ဆိုဆေးဆိုးတာရှိတယ်အခုခဲတော့မိတ်ကတ်သူကသူပစ္စည်းတွေနဲ့ပြင်တာပေါ့ဟိုတုန်းကတော့အဲ့ဒါတွေမရှိတော့ကြောက်မှသွေးရတာသူကမျက်စင်းကြောက်ကိုသွေးရတယ်သွေးရင်အဲ့ဒါညိုလေးထွက်လာအောင်အဲ့ဒါကိုဒီနေရာလေးလိမ့်လိုက်လို့ရှိရင်ဒါမျက်ကွင်းညိုလေးဖြစ်သွားအောင်ပေါ့အဲ့လိုဖြစ်အောင်လုပ်တဲ့မျက်စင်းကြောက်ဆိုတာရှိတယ်အဲ့မျက်စင်းကြောက်သွေးပါများရင်တပြည့်ပြည့်ချိုင်ပြီးပါပြီးတော့ဘာလုပ်သွားတာကုန်းသွားတာအဲ့လိုပဲတဲ့မင်းတို့ပိုက်ဆံဆိုတာပေးပါများရင်ကုန်းတယ်နော်ပြန်ရတာမဟုတ်ဘူးအဲ့တော့မပေးနဲ့မယုံရင်ဟိုမှာပတ်စံတစ်ချက်မရော့သူများပေးလိုက်တွေ့လားကိုယ့်ထက်တစ်ချက်ရော့သွားတာဘယ်မှာပြန်ရလို့လဲအလက်ကလှူတယ်ဆိုတာကုန်းတာပဲပြန်မရဘူးမလှူနဲ့ဒါသူပေးတဲ့ဩဝါဒဥပစိကာနိသအာဇယံဥပစိကာနံချကောင်းတို့ဤအာဇယံစူဆောင်းဗာများလျင်တိုးပွားလာသောချတောင်ဖို့ကို၎င်းချတောင်ဖို့ကိုဒိဋ္ဌဝါစဉာဏ်အားထင်ထင်ရှုမြင်၍၎င်းချကောင်းလေးတွေကြည့်အကောင်သေးသေးလေးတွေနော်မစုပါလဲများအောင်ချတောင်ဖို့အကြီးဖြစ်လာအောင်အဲ့လိုပဲမင်းတို့တကြတပြားကစစူစမ်းစုပါများရင်ချမ်းသာလာလိမ့်မယ်အဲ့တော့မလှူနဲ့စုသူ့မူဝါဒပဲပန္တိတောကရမာဝတိအင်ဇနာနခယံဒိဋ္ဌဝဥပစိကာနိသအာဇယံမဒုနိသတမဟာရမဒုနံပြားကောင်တို့ဤတမဟာရသေဆောင်ပါများလျင်ကြီးပွားလာသောပြားအောင်ကိုဒိဋ္ဌဝါစဉာဏ်အားမြင်ရှုမြင်၍၎င်းပြားကောင်လေးတွေကြည်စံပြားကောင်ဟာဝိရည်ကိုဘာနဲ့တည်တာခြေတော်ထဲမှာအိတ်ကလေးတွေပါနော်ဝိရည်စုပ်ပြီးအိတ်ချက်ကအိတ်ကလေးတွေနဲ့တည်တာဟိုရောက်တော့မှအထက်ကိုထက်အဲ့ပြားကောင်လေးတွေတစ်ခေါက်တင်သူ့ခြေထောက်မှာပါတယ်နည်းနည်းလေးပဲဒါပေမဲ့တဲပါလဲများရောဘာဖြစ်သွားပြားအောင်ကြီးအကြီးပဲလူတွေဆေးအဖြစ်တောက်3လောက်နိုင်တဲ့ပြားရည်ပမာဏကိုရတယ်ပေါ့အဲ့လိုပဲမင်းတို့စုနော်စုရင်နည်းနည်းစုပါများရင်ပြားအောင်ကြီးလိုအကြီးဖြစ်လာလိမ့်မယ်ဒါကြောင့်သူ့ဝါဒကဘာလဲမလူနဲ့စုဒါပဲ15ရက်တိုင်းအဲ့လိုဩဝါဒပေးတာလူတဲ့တန်းနဲ့လူတို့လည်းအော်ငေါ့ပလိုက်တာဘာလောက်တယ်လဲဘာညာဟောက်ပလိုက်တာသူ့ရှိရမကိန်းဘူးလေသူကလည်းရွာလူကြီးဖြစ်နေပြန်တယ်တခါသူကပတ်စံရှိတော့သူ့ရှိရချီးငါလို့ရတဲ့လူသူဩဇာမလွန်ဆန်နိုင်ဘူးပေါ့ကုသိုလ်ကောင်းမှုမလုပ်အောင်အဲ့ချိန်မှာဖတ်ခနဲ့ဆိုသူသေသွားအောင်သေလဲသေရောဥစ္စာကိုစွဲပြီးသူ့အိမ်မှာခွေးပြန်ဖြစ်တာဘဝချင်းကနီးတဲ့အခါကျတော့အဲ့ခွေးကိုအဲ့သူ့သားတော်တော်ချစ်တယ်တခါတလေတရိษံလေးတွေကိုအရန်ချစ်တဲ့လူတွေရှိတယ်နော်ဘာနီးနိုင်ဟိုဘဝကိုအမျိုးဖြစ်နိုင်တယ်နော်ဟိုဘဝကိုအမျိုးဖြစ်နိုင်တယ်ဘဝချင်းဒီတော်တော်ချစ်တာသူ့လိုပဲမွေးရနဲ့ဂဒင်နဲ့ခြံအောင်နဲ့ကြနနသိပ်တာသူစားတဲ့ဟင်းတွေထမင်းတွေမျိုးအတိုင်းကျွေးတာဒီခွေးလေးကိုသူတအားချစ်တာတနေ့သူကအလုတ်သွားနေတော့မြတ်စွာဘုရားသူတို့အိမ်ရှိဆုံးခံဖျက်လျှောက်ဆုံးလဲရက်လိုက်ရောအဲ့ခွေးကထိုးဟောင်းတာ
သူဟိုတဲ့ကလည်းမလူနဲ့ပြောခဲ့တဲ့လူဆိုအခုဖះမြင်သူကြည့်မရအောင်တရိษံတွေဟိုဘက်ဘဝနဲ့ဆက်ဆက်တယ်နော်ဆက်ဆက်တယ်တခါတလေဘုန်းကြီးမြင်အတင်းထိုးဟောင်တဲ့ခွေးတွေရှိတယ်အဲ့ဒါတိတ်ဟိုဘက်ဘဝတွေကတိတ်မဟုတ်တာပဲဟိုတောဟောင်တော့မြတ်စွာဘုရားကဟဲ့တောတရားနင်လူဘဝတော့လည်းငါဘောဂေါတမဆိုပြီးတော့မင်းနှိမ်ချချုပ်ချယ်တဲ့ဇာကားတွေမင်းသုံးခဲ့တယ်အခုခွေးပြစ်တာတော့မင်းဟောင်နှုံးလားလို့ပြောတော့ခွေးကဟာငါအရှင်ဂေါတမသိသွားပြီဆိုပြီးတော့စိတ်ဓာတ်ကြပြီးတော့ခွေးစိတ်ဓာတ်ကြတာနော်စိတ်ဓာတ်ကြပြီးအဲ့ရပေါ်သွားမအိတ်တော့ဘယ်နဲ့ပြပုံမှာတော့ခွေးလိုက်ရောဒီခွေးတအားချစ်တဲ့သူသားပြန်လာရောဟဲ့ခွေးရအဲ့ရပေါ်မှာဘာဖြစ်ပြပုံသွားခွေးရဘာမှတော့ထွေထူးမရှိဘူးဒါမှမဟုတ်မနေ့ကတော့အရှင်ဂေါတမအိမ်ရှိလာရတော့ခွေးလဲဟောင်ရောအရှင်ဂေါတမအဲ့လိုပြောလိုက်တယ်ဆိုအရှင်ဂေါတမငါဖေကိုခွေးဖြစ်တယ်လို့ပြောတာမုဒ္ဒဝါဒနဲ့ဆွဆွဲမယ်ငါသူတို့ကဗြဟ္မဏဝါဒဆိုငါအဖေကဗြဟ္မပြည်ရောက်မှာဗြဟ္မဖြစ်မှာအဲ့ဒါမြတ်စွာဘုရားကြီးသွားတာမြတ်စွာဘုရားကြီးသွားပြီးတော့ဒီအကြောင်းကိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကဟုတ်တယ်မင်းအဖေခွေးဖြစ်နေတာပွင့်ပွင့်လင်းလင်းပဲငါမဖြစ်နိုင်ဘူးငါသက်သေပြမယ်မင်းအဖေကမင်းကိုမပြောခဲ့ဘဲထားတဲ့ပစ္စည်းဘယ်နှမျိုးရှိတယ်၄မျိုးရှိတယ်အဲ့၄မျိုးအတွက်မင်းခွေးကိုလေမင်းအိမ်ပြန်နို့ခဏထမင်းကောင်းကောင်းမွန်မွန်ချက်ခက်နွေးလေးမှမင်းခွေးကိုကျွေးဝါလို့ရှိရင်မင်းချော့သိပ်ခွေးလေးကိုလေခေါင်းလေးပုတ်ပြီးတော့ချော့သိပ်နော်အဲ့မပြောတော့ပြောမှာဟဲ့တော်တရနေလူဘဝတော့ငါမပြောဘဲနဲ့ထားတဲ့ပစ္စည်းတွေဘယ်မလဲဆိုပြီးတော့မင်းအဲ့လိုမေးလိုက်အဲ့လိုပြောတော့ဟိုသူ့ဘလူလင်ကလည်းဒါမရှုံးနိုင်ဘူးမှားရင်အရှုပ်ဂေါတမကိုမုဒ္ဒဝါဒနဲ့ဆွဆွဲမယ်မှန်ရင်ငါပစ္စည်းတွေပြန်ရမယ်အိမ်ပြန်ရောက်ကျွေးပြီးတော့အဲ့လိုလဲပြောလိုက်ရောခွေးကအီဆိုထပြေးရောပြေးပြီးတော့မြေကြီးကိုလက်နဲ့သွားကုန်လက်ကိုအဲ့နေရာတူးကြည့်လိုက်တော့အဲ့ပစ္စည်းတွေရအောင်ဟာဒါဆိုတော့ရှင်ဂေါတမပြောတာမှန်နေပြီဒါဆိုငါသိကျင်တာတွေရှင်ဂေါတမရှိသွားပြီးမယ်ဆိုပြီးတော့အဲ့သူ့ဘလူလင်အခုမေးတဲ့14ချက်ကအဲ့ဒါပဲနော်14ချက်နေအောင်နေစားအောင်မငုံနေအောင်ပြောမယ်နော်အဲ့တော့သွားမေးမယ်ဆိုပြီးသွားတော့ဒီမေကွန်းတွေကိုမေးတာနော်ဒီမေကွန်းတွေကိုမေးတယ်ရှင်ဂေါတမလူချင်းတူပါလေဘာကြောင့်တချို့ကအသက်တူပြီးဘာကြောင့်တချို့ကအသက်ရှည်လဲဘာကြောင့်တချို့ကယောဂတူပြီးတချို့ကဘာကြောင့်ယောဂကင်းလဲဘာကြောင့်တချို့ကအယုတ်ဆိုးပြီးတော့တချို့ကြဘာလို့ချောနေတာလဲဘာကြောင့်တချို့ကချွေရန်အားနေပြီးတော့တချို့ကတကောအနာကြီးနေတယ်လေဘာကြောင့်တချို့ကဥစ္စာမွဲပြီးတချို့ကပြည့်စုံချမ်းသာနေတယ်လေဘာကြောင့်တချို့ကအမျိုးရုပ်ပြီးတချို့ကဘာကြောင့်အမျိုးမြတ်တာလဲမေကွန်းနေမေးတာနော်ဘာကြောင့်တချို့ကဉာဏ်ပညာနဲပြီးတချို့ကဉာဏ်ကြီးတယ်လေအဲ့မေကွန်း14ချက်ကိုမေးလဲမေးလိုက်ရောမြတ်စွာဘုရားက तू ကမေးမမေးခင်တည်းကသူ့စိတ်ထဲတွေ့ထားတာငါလဲလူတော်တယောက်ပါတဲ့အရှင်ဂေါတမဖြေရင်လဲငါသိပြီးသားတွေဖြေမှာပါလို့အဲ့လိုတွေ့ထားတာအဲ့ဒါသူ့ကိုယ်သူအထင်ကြီးတယ်ဘာလို့ခေါ်လဲမာနအဲ့မာနရှိရင်တရားမရဘူးအဲ့ဒါကိုမြတ်စွာဘုရားသိတယ်သိတော့သူ့ကိုမှန်လဲမှန်ရမယ်သူလဲနားမလဲတဲ့အဖြေကိုဖြေပါတခွန်းနဲ့ဖြေလိုက်တယ်အဲ့ဒါအားလုံးဟာသူ့ဘရေတခြားကြောင့်မဟုတ်ဘူးကံကြောင့်တဲ့ဘာကြောင့်လဲကံကြောင့်အဲ့လိုပြောကံကြောင့်စဉ်းစားတာကံကြောင့်ဘာကံလဲငါလည်းမသိပါလားဟာဒါဆိုလောကမှာငါမသိတာဒီအများကြီးပါလားဆို तू အဲ့မှာမာနရုပ်ပြုတ်ကြသွားတာရှင်ဂေါတမအဲ့လောက်ဖြေုံနဲ့တော့ကျွန်ုပ်နားမလဲနိုင်ပါဘူးကျွန်ုပ်နားလဲနိုင်အောင်အကျယ်တွင်ဖြေပေးပါဆိုတော့မှဒီမေကွန်းဒီအဖြေမြတ်စွာဘုရားဖြေပြတာနော်ဒီမေကွန်းဒီဖြေကိုဖြေပြတာကဲအဲ့တော့အခုဒီမှာမေကွန်းလာမယ်အဲ့မေကွန်းမလာခင်ဆောင်းဆိုတာလေးကိုကြည့်လိုက်ထောက်မှန်ပေါ်တွင်ကိုယ်ရုပ်တွင်ကိုဆင်ပြင်းတမှုနေစဉ်ရှုသို့ယခုအခန့်မှန်လိုမှန်း၍ရှုစမ်းစေခြင်းစိတ်အစဉ်ကိုပြင်းစင်လေးကွယ်နေစဉ်တည်းသားလေးတို့ဘက်ကတစ်ခေါက်ဖတ်ကြယောက်ျားလေးနဲ့မိန်းကလေးဘသူအတန်ကျဲဘသူအာပြဲလဲလို့ကြည့်အောင်ထောက်မှန်ပေါ်တွင်မှန်လိုမှန်း၍ထောက်မှန်ဆိုတာဘာပြောတာမိန်းကလေးတွေမေးမယ်ထောက်မှန်ဆိုတာဘာပြောတာဟမ်ကြည့်တယ်မှန်ပါပဲထောက်ကလေးထောက်ပြီးထောင်ထားလို့ထောက်မှန်လို့ပြောတာနော်ဒါဟိုခေတ်တုန်းက
ခုလိုမှန်တင်ကုန်တွေမတ်တက်ရက်ပြီးတော့မတ်တက်ရက်စပွဲတွေအဲ့ဒါတွေကတိတ်မရှိကြဘူးလေမိန်းကလေးတွေတနခါလေးဘုံမတို့ငယ်ငယ်တော့ဘုံမတို့အမေတို့ဆိုလဲအိမ်အတွင်းကန်းလေးမှာပဲတင်မြင်ခွေထိုင်တနခါသွေးပြီးတော့သူ့ဟာသူရှေ့မှာမှန်လေးကိုတောက်ကလေးနဲ့ဒါမှမဟုတ်နိုင်ရန်လေးမိထောင်ပြီးတော့ဒီလိုပဲကြည့်ပြီးတော့ပြင်ရတာဟုတ်အဲ့ဒါကိုထောက်မှန်လို့ခေါ်တယ်နော်အဲ့ထောက်မှန်မှာပြန်ကြည့်လိုက်ရင်ကိုယ့်ရုပ်သွင်းကိုဆင်ပြင်းသိမှုနေစဉ်ရှုတို့နေတိုင်းကိုယ့်ရုပ်ကိုပြင်းနေယခုအခန့်မှန်လို့မှန်၍ဒီအခန့်တည်ပါလေမှန်လို့ပဲမှန်ပြီးတော့ရှုစမ်းစေခြင်းစိတ်အစဉ်ကိုအခုရုပ်ပြင်ခိုင်းတာလားစိတ်ပြင်ခိုင်းတာလားစိတ်ပြင်ခိုင်းတာနော်ပြင်စင်လေဆင်ပြင်လေကွယ်နေ့စဉ်တည်းတနေ့တည်းပြင်ရမှာလားနေ့တိုင်းပြင်ရမှာနေ့တိုင်းပြင်ရမှာဟိုတုန်းကပုတ်တင်ပေးဘူးတယ်နော်ရုပ်ကိုယ်သာပြင်စိတ်မပြင်ရုပ်သွင်းမလစိတ်မလရုပ်ကိုတော့ပြင်းနဲ့မှန်ရှေ့သွားပြီးတော့တခါတည်းဘယ်ညာအမောက်တွေခွဲပြီးတော့လေနီးမျိုးစုံမိတ်ကတ်တွေချက်အကုန်လုံးပြင်လိုက်တယ်ရုပ်ကိုပြင်ပြီးစိတ်ကိုမပြင်လို့ရှိရင်စိတ်ပုတ်ရင်မျက်နှာဘာဖြစ်လဲပုတ်တယ်နော်စိတ်ပုတ်ရင်မျက်နှာကြီးပုတ်တော့ဘလောက်ပြင်ထားတာမျက်နှာကြီးကစူပုတ်နေတယ်ဆိုရင်ကြည့်ရှုခြင်းစပွဲဖြစ်သေးလားမဖြစ်တော့ဘူးနော်ဓာတနီယာကြည့်ခြင်းစပွဲလေးဖြစ်ရမယ်ပါတာဓိကကြည့်လိုက်တာနဲ့ကြည်လင်းနေရမယ်အဲ့လိုမျိုးဖြစ်ဖို့ဆိုတာရုပ်နဲ့ရပါမလားစိတ်ပါမှရမလားစိတ်ကိုပြင်ရမယ်လို့ပြောတာနော်အခုကစိတ်အစဉ်ကိုဆင်ပြင်လေကွက်နေစဉ်နဲ့စိတ်ကိုပြင်လို့ပြောတာဒီအခန်းကသူ့မှန်မယ်တဲ့ကိုကရုပ်ဆိုးနေရင်ဘာကြောင့်လဲပေါ်လာလိမ့်မယ်ဟာဒါဆိုရင်တော့ငါဒါကိုထိမှာကိုကရုပ်ချောနေရင်လဲဘာကြောင့်လဲပေါ်လာလိမ့်မယ်ဟာအဲ့ဒါဆိုရင်တော့ဘဝတိုင်းနိဗ္ဗာန်မရခင်ရုပ်ချောခြင်းနေဆိုရင်တော့ဒီကောင်းမှုတွေငါလောက်သွားမှာစသည်ဖြင့်ဘာကိုပြင်ခိုင်းတာစိတ်ကိုပြင်ခိုင်းတာနော်ရုပ်ကိုသာပြင်စိတ်မပြင်ရုပ်သွင်းမလှစိတ်မလှအဲ့ဒါနောက်တစ်ခုကဘာလဲရုပ်ကိုလည်းပြင်စိတ်လည်းပြင်စင်တိုင်းလှပြူတိုင်းရဒုက္ခနိဗ္ဗာန်တိုင်လိမ့်မယ်တဲ့ကြပြလေးနှစ်ပုတ်ရေးပေးတယ်နော်ရုပ်ကိုလည်းဘာလို့ပြင်ဆိုတာရွဲ့ပြောတာမဟုတ်ဘူးနော်ပြင်တော့ပြင်ရမှာပါပဲဘာဖြစ်လို့လဲဆိုတော့မပြင်နဲ့ဆိုလဲဘယ်သူမှနေမှာမဟုတ်တာတနေ့ကိုမှန်ရှိဘယ်နှခေါက်ရောက်တားလေးတို့ဘက်ကပြောကြမိန်းကလေးမမေးသေးဘူးရေချိုးကန်းအိမ်သာဝင်တိုင်းမှာအပြီးမှပြန်ထွက်တာမယုံရင်ကြည့်နော်ဒါယောက်ျားလေးရှိသေးတာမိန်းကလေးဆိုရင်ရောပြောမနေနဲ့အဲ့ရထားတဲ့ကမှန်ရင်ကြည့်ရတာပဲနော်ဒါဘာပြောတာလဲဆိုတော့လူတိုင်းဟာလှကျင်တော့ရုပ်ကိုပြင်တယ်လို့ပြောတာအဲ့တော့မပြင်နဲ့လို့မတားဘူးရုပ်ကလည်းသင်္ခါရနဲ့ပြုတ်ပြင်ရမယ်တရားဖြစ်တဲ့အတွက်ပြင်မှာရုပ်တင်မပြင်နဲ့ဘာပြင်ခိုင်းတာစိတ်ကိုလည်းပြင်မှာရုပ်သွင်းကတော်ယုံတန်ယုံရွက်ကြမ်းရေချိုလောက်ပဲရှိပါစေစိတ်ကစိတ်ထားသိပ်ကောင်းနေတဲ့အတွက်အမြဲတစေပြုံးချိုကြည်လင်နေတဲ့မျက်နှာဆိုရင်ရှုကျင်စပွဲဖြစ်သွားတာပဲသူကအဲ့တော့ဘာကိုအဓိကပြင်ပေးရမှာစိတ်ကိုပြင်ပေးရမယ်စိတ်ကိုပြင်လိုက်လို့ရှိရင်ရုပ်ချောပြီးသားလူဆိုရင်လည်းပြောစရာကိုမလိုနော်ပြောစရာမလိုအလှပေါ်အရင်ဆင့်ပဲသူကအကယ်၍တောင်းယုံတန်းကိုရွက်ကြမ်းရေချိုဖြစ်နေအောင်တော့ရုပ်ကသိပ်မဟုတ်တောင်မှစိတ်ကိုပြင်လိုက်လို့စိတ်လှသွားလို့ရှိရင်မျက်နှာလေးကကြည်လင်းနေတာစိတ်ကောင်းတဲ့အတွက်ဒီမျက်နှာဆိုတာဒီစိတ်ရဲ့ကြေးမုံပဲလေဒီမျက်နှာမှာလာပေါ်တာပဲစိတ်ဘယ်လိုဖြစ်တယ်ဆိုတော့အကုန်လုံးကမျက်နှာမှာလာပေါ်တာအဲ့တော့စိတ်ကကြည်လင်းနေမျက်နှာလေးကလည်းကြည်လင်းနေတာပဲတွေးလိုက်တာနဲ့ခေါ်ခြင်းပြောခြင်းနှုတ်ဆက်ခြင်းစရာနော်အဲ့လိုတွေဖြစ်ကုန်တာအဲ့တော့ဘာကိုပြင်ရမှာစိတ်ကိုပြင်လို့ပြောတာရုပ်ကိုတော့ပြင်ပါလို့ကိုပြောစရာမလိုဘူးမပြင်ဘဲကိုမနေဘူးသူကပြင်တယ်အဲ့တော့ပြင်ပါလို့တိုက်တွန်းရမှာပဲအရာလဲစိတ်ကိုပြောတာနော်ကဲဒါဆိုရင်ထောက်မှန်ပေါ်တွင်ကဲသမီးတို့ဘက်ကဖတ်ကြပါအောင်တစ်ခေါက်ကဲအဲ့ဒီပြင်စိတ်ကိုပြင်ဖို့အတွက်တရားထဲမှာဘယ်တရားအဓိကတတိပေါ့ဗာတိကဒေါသဖြစ်နေလေဒေါသဖြစ်မှပြဟာငါဒေါသဖြစ်နေငါမျက်နှာရဲ့ကြောက်စရာကောင်းနေပါတော့မဖြစ်ဘူးငါမေတ္တာနဲ့နေမှမေတ္တာပို့နေမှဘာရှိမှတတိရှိမှနော်သူများပေါ်မနာလိုဝန်တိုမှုတွေဖြစ်နေလားငါစိတ်ဖို့စိတ်ဆက်ကြီးတွေဖြစ်နေပါလားတတိထားမှသိတာနော်အဲ့တော့ဒါကြောင့်မြတ်စွာဘုရားကလေတရားအလုံးမှာဘယ်တရားအကြီးဆုံး
တတိအကြီးဆုံးပဲအပ္ပမဒဟာအကြီးဆုံးနဲ့ကုန်းနေတော်ထဲမှာဆင်ချေရအကြီးဆုံးအဲ့ဆင်ချေရတဲ့ကိုကလအုပ်သွားနေလဲကလအုပ်ချေရဆင်ချေရကိုကြော်မထုံခြင်သက်သွားနေလဲကြော်မထုံကြားသွားနေလဲကြော်မထုံအဲ့လိုပဲတရားအလုံးထဲမှာအပ္ပမဒလို့ခေါ်တဲ့တတိယအကြီးဆုံးပဲတဲ့သူရှိရင်ကျန်တာအလုံးရတယ်တရားအလုံးဒီသူ့ထဲမှာအကျုံးဝင်သွားတယ်လို့ပြောတာဆင်ချေရထဲမှာကျန်တဲ့ခြေရအလုံးအကျုံးဝင်တယ်လို့တရားတဲ့အလုံးထဲမှာတတိယအကြီးဆုံးနော်ဒါကြောင့်ပြိဋိဘံစံငံဤတော့လည်းဘာပြောသွားအပ္ပမဒေနတမ္ပဒေတာမင်းတို့မမေးကြနဲ့ဒါပဲပြောသွားတာအဲ့တော့ဒီကိုယ်စိတ်ကိုပြန်ပြင်ဖို့လဲဘာပဲအရေးကြီးတာတတိပဲအရေးကြီးတာလို့နော်